မအခုတင်တန်းတက်နေတဲ့ဟိုတယ်အခန်းလေးကိုပြမယ်လှလို့ဟောမနေ့ကနေတဲ့အခန်းကျင်းလို့ဆိုပြီးတော့ဒီကအခန်းကျင်းယူလိုက်တာတော်တော်လှတယ်အဲ့တော့အိပ်ရပါတော့ရှုပ်ပွားမနေရတော့မကြည့်နဲ့ပေါ့ဒီမှာရှုပ်ပွားနေဒါအခန်းတစ်ခန်းအခန်းကျင်းပြောင်းယူလိုက်တာဒီမှာမိဖို့ကြောင့်ကက်ဘိနက်လေးနဲ့ချစ်စရာလေးဒါဝဝင်ချင်းပြီးရင်ဒါကထမင်းစားခန်းချစ်စရာလေးမှာ TV ကြည့်တဲ့အခန်းဒါ TV ကြည့်ဒါကြတော့နောက်ထပ်တစ်ခန်းပါတယ်အခန်းတစ်ခန်းအခန်းကျယူလိုက်တာပေါ့နော်ဒါရေချိုးကန်အိမ်ဒါရေချိုးကန်အိမ်ဒါဒီကဲလို့မိသားစုတွေဘာတွေလာကြတယ်လူများတဲ့လူတွေလာဒီမှာတဲဒါ3သိန်းခွဲလား4သိန်းလားမသိ4သိန်းလားမသိပေးရတယ်ကျမတို့2ယောက်ပဲဒီမှာကြည်အိမ်ကန်လေးကိုချစ်လို့ထမင်းစားကန်လေး TV ကြည့်တဲ့နေရာလေးဒါမှဝါဒနာတစ်ခုဝါဒနာတွေအများကြီးပဲဒီမှာရေကူးကန်တော့မြင်ရသေးတယ်ရှယ်ပဲအိမ်လေးလိုပဲဟိုတယ်နဲ့ကိုမတူနေရတာငါတို့ဝါဒနာတွေပါဒီဟိုတယ်မှာလေကျမတို့စဉ်းစားပါပေါ့နော်ငါလို့ဘန်ကောက်မှာနေဒီကိုပြန်လာတဲ့ခါကျအိမ်မှာမနေမနဲ့ long stay နေကောင်းမလား long stay နေခြင်းတဲ့သူတွေအဆင်ပြေတယ်ကျမလည်းဒီမှာပွဲလာလုပ်ကူးတယ် customer နဲ့ training ပွဲလာလုပ်တဲ့ခါမှာဒီမှာ hotel အခန်း90လားမသိဒီမှာယူသေးတယ်အခန်း90ယူပြီးဒီမှာ customer တွေကိုဒီမှာ2ညအိတ်3ရက်ထားတာပေါ့နော်နေရလာတဲ့ customer တွေတင်နေလာလုပ်ပေးတဲ့ခါကျဟိုတယ်ခန်းနေယူပေးထားအဲ့တော့ဟို group နဲ့လာတဲ့သူတွေဆိုကျမတို့4ယောက်ခန်းနေယူတယ်2ယောက်ထဲလာတဲ့သူဆို2ယောက်ခန်းနေယူတယ်အဆင်ပြေတယ်ပေါ့နော် breakfast လည်းစားလို့ကောင်းတယ်ပေါ့ကျမအခု long stay နေချင်တယ်ဒါပေမဲ့ပြောရမယ်ဆို budget ကိုနည်းနည်းချိန်နေရ